တို့နိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးတော့ဘုရားကဆုံးမရဲ့တန်းနဲ့ဘုရားစကားဘာဖြစ်လို့နားမထောင်ကြတာပါလိမ့်မလဲလို့ဘာဖြစ်လို့တော့ဆိုဘုရားဘောတက်လဲမတိတ်ဆိတ်ဘူးဘုန်းကြီးကျောင်းသွားလဲမတိတ်ဆိတ်ဘူးဘယ်နေရာမှမတိတ်ဆိတ်ဘူးစူညံပြီးတော့နေလေးရှိကြတာတော့အံ့ဩစရာကောင်းတဲ့အနေအထားတစ်ခုပဲမစင်စားမဆင်ញင်လို့ရှိရင်မသိနိုင်ဘူးဒီကိစ္စတွေစဉ်းစားဆင်ញင်မှုကောင်းတယ်ပြီးတော့ဘာသာရေးပွဲတော်လှုပ်တာကဘာသာရေးပွဲတော်ဖွင့်တယ်ကက်ဆက်တွေတခြင်းတွေဖွင့်လိုက်တဲ့တခြင်းတွေကကာမတခြင်းတွေဘာသာရေးနဲ့ကာမနဲ့ဆန့်ကျင်ဘက်ရှိတယ်ဘာသာရေးဆိုရင်ဘာသာရေးတခြင်းလေးကိုဖွင့်တယ်အဲ့ဒီစီကံချက်တောင်မှဒီမှာမရှိမပြီးပြင်းဘူးပေါ့ဘုရားဘောကလည်းဖွင့်နေတာဖွင့်တာကဘုရားဖွင့်လိုက်တဲ့တခြင်းကဖွင့်နေတဲ့နေရာကဘုရားဖွင့်လိုက်တဲ့တခြင်းကနားမကြားတာတခြင်းမျိုးဒါလေးမစင်စားကြဘူးလားလို့ဒီလိုတွေးတော်မိတာဒါကိုတယောက်တည်းလည်းဘာလို့တခုမှလှုပ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးဒါအများစုဆိုတာသို့တော့လှုပ်ဖို့ဘာဖြစ်လို့မကြိုးစားကြဘူးလဲတခါတော့ကတော့ပြောမိသေးတယ်အမေရိကန်နိုင်ငံကလာတဲ့ကမ္မထမ်းဆရာတယောက်ဘုံရမှာတရားဟောပြီးတော့ဘုန်းကြီးတို့ကတရားထဲကိုသွားပြီးတော့ဘုပြုတဲ့အခါအဲ့ဒီကမ္မထမ်းဆရာသူမသိပါဘူးချင်းဘာလို့လဲဆိုဘုရားခန္ဓာကိုယ်ကြီးတိုက်ဝါထိုင်ပြီးတော့ကမ္မထမ်းထိုင်ဘာကမ္မထမ်းထိုင်လဲတော့မသိဘူးပေါ့တိတ်တိတ်ဆိတ်ဆိတ်ကလေးဘုရားကိုရှိမှတယ်ကမ္မထမ်းထိုင်ဘုန်းကြီးတို့ဝင်ရောက်ပြီးတော့ဝှချတဲ့အချိန်သူကဝှပြုပြီးတော့စကားစပြည့်ပြောဘယ်ကလာတာတော့မှလှုပ်ဆက်ပြီးသူကဗာမေးတော့သူစိတ်ထဲမှာသူ surprise ဖြစ်တယ်အံ့ဩတာဗမာတွေဟာတဲ့ဗုဒ္ဓဘာသာကြီးဖြစ်ခဲ့တာဘုရားမူတာဘုရားကိုတော်ရောင်ဝှချပြီးတော့စကားတွေပဲစူးစူးညံညံပြောနေကြတယ်ဒီဘုရားရှိလည်းစူးစူးညံညံစကားပြောတယ်ပြီးတော့လည်းထသွားကြစကားတွေပြောကြတယ်ဘုရားဘူးလာတယ်လို့သာဆိုတယ်တဲ့အတိတ်ကမရှိတဲ့အကြောင်းလေးကိုပြောပြဘုန်းကြီးတို့ကဘာမှရှင်းပြနိုင်တာမရှိဘူးဟုတ်နေတယ်လေဟုတ်နေတယ်ဆိုတော့လူတွေဆိုတာဒီလိုပါပဲလို့ပဲဒီလောက်ပဲပြောရတာအဲ့ဒါလိုရှိတယ်ဘာပြေမှာတကယ်တော့လေမရှက်တတ်ရင်တော့ရှက်เสียမကောင်းဘူးရှက်တတ်ရင်တော့ရှက်เสียကောင်းတယ်ကိစ္စပဲဖြစ်ဖြစ်မရှက်တတ်တဲ့လူကတော့ရှက်เสียမဟုတ်ဘူးရှက်တတ်တဲ့လူဆိုရင်ရှက်เสียကောင်းတယ်ဘာလို့ရှက်เสียကောင်းလဲဘုရားရဲ့အဆုံးအမခံယူပါတယ်လို့ဘုရားဘာသာတွေလို့ခံယူထားတဲ့ပုဂ္ဂိုလ်ပြောဘာဖြစ်လို့ဒီလောက်အကျင့်လေးတောင်မလိုက်နိုင်ကြတာလေဒါအော်စရာတွေ့ရနော်အော်စရာ